ရှစ်လသားလေးကလိန်တတ်တယ်ဆိုတာယုံနိုင်မလားခလေးတွေလိန်ပြောတာဟာတကယ်တော့သူတို့လေးတွေညံကောင်းလာတဲ့လက္ခဏာပါဗီဒီယိုလေးထဲမှာအသေးစိတ်ကြည့်လိုက်ကြရအောင်နော်ဖေဖေမီမီတို့ကြီးကိုခလေးကတခုခုဆိုဥတူတူလေးနဲ့လိန်ပြောတာမျိုးကြုံမှုကြလားဥပမာပါဇက်မှာမုတ်တွေပေးနေတာတောင်မှပဲသသားမစားဘူးလို့ညင်းနေတာမျိုးပေါ့တကယ်တော့ဒါဟာခလေးကလူလေကြတာမဟုတ်ပါဘူးမကြသေးခင်ကလေးလာတွေ့ရှိမှုတွေအရခလေးတွေဟာအသက်၈လလောက်ကတည်းကစပြီး deception လို့ခေါ်တဲ့တစ်ဖက်လူကိုလှည့်စားတဲ့အပြုမှုလေးတွေစလုပ်တတ်ကြတယ်တဲ့ဘလို့ပုံစံမျိုးလေးတွေလဲဆိုရင်တကယ်မငိုပဲချီစီချင်းလို့အတန်မဲပေးပြီးငိုပြတဲ့ fake crying လိုမျိုးတခုခုဆိုရင်လက်နောက်ပစ်ပြီးဝှက်ထားတာမျိုးပြီးတော့သက်သေတွေအထင်ရှားရှိနေပေမဲ့မလုပ်ဘူးလို့အတီးပေါက်ညင်းတာမျိုးပါဒါကိုမြင်ပြီးမမေတို့စိတ်မပူပါနဲ့နော်ဒါဟာကလေးရဲ့ brain development လို့ခေါ်တဲ့အုံနောက်ဖွံ့ဖြိုးမှုကောင်းနေတဲ့လက္ခဏာပါကလေးက cause and effect အကျိုးနဲ့အကြောင်းကိုနားလည်လာပြီသူတို့သိတာနဲ့မမေတို့သိတာမတူဘူးဆိုတာကိုစခွဲခြားတတ်လာတာပါတူတူပြောရရင်တော့သူတို့လေးတွေညံရီထက်မြက်လာတာပေါ့အဲ့ဒါကြောင့်ကလေးကဒီလိုလေးတွေစလုပ်တက်လာရင်အပြစ်မတင်ပါနဲ့ရိုက်လည်းမရိုက်ပါနဲ့အောင်သူတို့လေးတွေဘာကိုလိလာနေသလဲဆိုတာကိုစိတ်ရှိရှိနဲ့စောင့်ကြည့်ပေးပါခလေးအရွယ်မှာလိန်ပြောတာဟာအပြုအမူမကောင်းတာထက်စာရင်ညံရီရှင်းချက်လာတဲ့မှတ်တိုင်တစ်ခုပဲဖြစ်ပါတယ်မမေတို့ရဲ့သားမီမီလေးတွေရောဘလို့မျိုးချစ်စရာကောင်းတဲ့လိန်ညာမှုလေးတွေလုပ်ဖူးလဲ comment မှာပြောသွားကြပါအောင်နော် bye bye